ကကျွန်တော်တို့ AI ခေတ်ဖြစ်နေပြီ information ဆိုတဲ့အရာတွေအရန်ကိုလွယ်နေပြီ information ဒီ transformation နဲ့မတူပါဘူးစစ်မှန်တဲ့ transformation ကိုရချင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတွေနဲ့3ခုလောက်ပါလိမ့်မယ် number 1အရင်ဦးဆုံးကျွန်တော်ပြင်းထန်တဲ့ activity လုပ်ရင်းရနေပြီးတော့မှကိုယ့်ရဲ့အလေးကျင့်စိုးဆိုတဲ့အရာသို့မဟုတ်ကိုယ့်ရဲ့ pattern ဆိုတဲ့အရာတစ်ခုကိုတိလဲတိသွားပြီတတိလဲကတ်သွားပြီပြီးအသိပညာတွေလည်းထပ်ထဲလိုက်အဲ့ဒါ number 1 number 2 repeat ခဏလောက်ရလိမ့်မယ်အဲ့ဒါချိန်ပေါင်းမြောင်များစွာလောက်ရလိမ့်မယ်အဲ့မှာ pattern တစ်ခုဖြစ်လာခဏလောက်တဲ့ခါကျရင်ဘာတွေလိုလာပြီလဲလို့မေးလို့ရှိရင်ကျွန်တော်ခေါ်တော့ no extra time လို့ခေါ်တယ်ဥပမာကျွန်တော်ကလမ်းလျှောက်တယ်ဆိုကြပါတော့ပုံမှန်အားဖြင့်ကျွန်တော်ပြေးစက်ပေါ်မှာပဲလမ်းလျှောက်တယ်ပဲဆိုရင်ပဲဖြစ်သို့မဟုတ်ကျွန်တော်အပြင်မှာ jogging လုပ်တယ်လမ်းလျှောက်တယ်ဆိုရင်ပဲဖြစ်ပုံမှန်လျှောက်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့များသောအားဖြင့်နှကြက်တက်ကြတယ်ဗျအများစုက music လေးတစ်ခုနားထောင်ကြတယ်အဲ့ music အစားပေါ့လေကိုဘွားအကျိုးရှိမဲ့ podcast တွေသို့မဟုတ် online class တွေကိုနားထောင်ရင်းနဲ့မိမိတို့အချိန်15မိနစ်လောက်တနေ့ကိုဒါမှမဟုတ်မိမိတို့အချိန်နိုင်ခွက်လောက်တနေ့ကိုပေးမယ်ဆိုလို့ရှိရင်ဒါတွေတကယ်စစ်မှန်တဲ့ transformation ကိုသွားဖို့ရအတွက်ဒုတိယအဆင့်နဲ့မှာပါလိုက်အဲ့ number 1ဖောက်ထွက်သွားရမယ် number 2 repeat repetition the mother of skills ဘလို့ကျွမ်းကျင်မှုတွေပဲရခြင်း repeat ထပ်ခါလောက်ရလိမ့်မယ်နောက်ဆုံး number 3ကတော့ကိုယ့်ကို accountable ယူပေးမဲ့သူတယောက်ရှိရဒီ accountable ယူပေးမဲ့သူဒီကိုယ့်ရဲ့တငယ်ချင်းဖြစ်ဖို့မလိုဘူး coach ဖြစ်တယ်ဆိုရင်ပိုကောင်းတယ်တငယ်ချင်းဆိုရင်နည်းနည်းလေးကိုယ့်ကိုချစ်ခင်တဲ့စိတ်နဲ့တော့၎င်းအာနာနဲ့စိတ်နဲ့တော့၎င်းမပြောမှာဆိုတော့ဒီသုံးခုသာရှိပြီဆိုလို့ရှိရင်မိတ်ဆွေစစ်မှန်တဲ့ transformation ကိုရပါလိမ့်မယ်အဲ့တော့ AI ခေတ်ကြီးမှာစစ်မှန်တဲ့ transformation ကိုရှာလိုက်စမ်းပါဗျာ